အခုအဆုံးချင်းကျွန်တော်တို့ခေရန်နိုင်ငံဘန်ကူဝါမြို့ဗုဒ္ဓရန်ဒီဆရာတော်ဘုရားဥဆောင်ပြီးတော့ကျွန်တော်တို့ဒီတွင်ခေရစင်တာဖောင်ဒေးရှင်းပညာရေးဖောင်ဒေးရှင်းကျွန်တော်တို့လုံအမှုဆောင်ပွဲများကနေပြီးတော့မန္တလေးမြို့ကျွန်တော်တို့တန်လျက်မော်တောင်ရက်ကွက်ဆမ်းမြတ်သားစီမြို့နယ်မှာရှိကြတဲ့ငလင်ဘေးတစ်ပြည်သူများကိုကျွန်တော်တို့ကိုထိဒီရောက်ကျွန်တော်တို့တဦးချင်းပြေးဝင်လူတန်းနေတာဖြစ်ပါတယ်ခင်ဗျာဆမ်းမြတ်သားစီမြို့နယ်ကျွန်တော်တို့တန်လျက်မော်တောင်ပိုင်းမှာရှိတဲ့ကျွန်တော်တို့ငလင်ဘေးတစ်ပြည်သူများကိုကျွန်တော်တို့ကိုဒီလက်ထိလက်ရောက်ပြီကျွန်တော်တို့ကိုယ်တိုင်သွားရောက်ပြီးတော့ပေးဝင်လူတန်းနေတာဖြစ်ပါတယ်ကျွန်တော်တို့တင်းတောင်းနဲ့စားနှစ်ထုံလုံးကျွန်တော်တို့စစ်စေးကိုတစ်ထုပ်ကျွန်တော်တို့ဘောင်းများကျွန်တော်တို့ပေးဝင်လူတန်းနေတာဖြစ်ပါတယ်ခင်ဗျာ要呀，哎，快点的。